အားနဲ့ကျွန်တော်ရိုးကြောကိုသွားတယ်အဲ့ရဆရာနဲ့ဒေါက်တာနဲ့ပြကြည့်တော့ဆရာကလည်းမရတော့ခွဲမှရတော့ဘူးညီမတို့ကဝန်ထမ်းတွေလေဒီလိုမျိုးတဲ့အပိုရှင်အများကြီးမရှိဘူး။တစ်ပတ်အတွင်းမှာအာမခံရုပ်ချင်းငွေတွေကိုအလင်းမြန်ဆုံးပေးအပ်နိုင်ခဲ့ပါတယ်မင်္ဂလာပါကွကျွန်တော်နာမည်ကမျိုးစောပါဆေးကုမ္ပဏီမှာလုပ်ပါတယ်ကျွန်တော်မျိုးသမီးရဲ့သားလေးရဲ့ရောက်ခမရဲ့ပြီးတော့တော်ရဲ့ပေါ့နော်အားလုံးမိသားစု9ယောက်အိမ်မှာနေပါတယ်တငယ်ချင်းတွေနဲ့ပေါ်သွားကန်ရင်းနဲ့အမှတ်မထင်ပေါ့နော်ဒူးအရွတ်ဆုပ်သွားပြီးတော့အားနဲ့ကျွန်တော်ရိုးကြောကိုသွားတယ်အဲ့ရဆရာနဲ့ဒေါက်တာနဲ့ပြကြည့်တော့ဆရာကလည်းမရတော့ခွဲမှရတော့ဘူးနော်သူအဲ့လိုမျိုးပေါ့နော်ဘောလုံးကန်နေပေါ့နော်ချက်တော့ကအဲ့လိုမျိုးထိသွားတယ်လို့ကြားတဲ့အချိန်မှာစိတ်တော့နည်းနည်းလေးပူပန်သွားပါတော့ဒီခက်ခဲကိုဖြည့်ရှင်းဖို့တဲ့ပတ်စံရှာရတော့မျိုးသမီးနဲ့တိုင်မင်းနဲ့ညီမတို့ကဝန်ထမ်းတွေလေဒီလိုမျိုးတဲ့အပိုရှင်အများကြီးမရှိဘူးလိုက်လှည့်ရတာပေါ့နော်ကျွန်တော်ပတ်စံအဓိကတော့အမေစီကအကူအညီတောင်းခဲ့ရတယ်ပေါ့စေကူတာနေတဲ့ချိန်တွင်းမှာညီမအမှန်တမ်းပြောရင် insurance ဝင်လာတာညီမခဏမေ့တယ်ညီမအမအနေတစင်ဝယ်ထားဆိုတော့သွားနေပြီးတော့ insurance ရှိရဲအဲ့ရနေပြီးတော့ပြန် claim လို့ရတယ်စားရစားတန်းတွေပို့ပေးပေါ့နော်ဒီစေုံမှတ်တမ်းတွေပေါ့နော်ဒီ prudential ကအမကန်အဲ့ကိုယ်စလဲရပဲသူပဲအကုန်လုံးဒီပေါက်ချတွေပါတယ်တင်ပေးတယ်တင်ပေးပြီးတော့ run တယ်ကျမကြီးအာမခံထားရှိရဲ့ငွေပမာဏရဲ့သူ့စီကနေပြီးတော့စေယုံစရိတ်ရဲ့ပြီးတော့နောက်ထပ်စေယုံကနေပြီးတော့စစ်စစ်ထားတဲ့မှတ်တမ်းအပြည့်အစုံရဲ့စာရွက်စာတမ်းတွေအကုန်လုံးကိုညီမကစုဆောင်းလိုက်ပြီးတော့ကြတော့ညီမတို့ Prudential ရဲ့ internet claiming ကိုစာရွက်စာတမ်းပြည့်စုံစွာနဲ့ညီမတို့တင်လိုက်တဲ့အချိန်မှာဒီ customer ဘက်ကနေပြီးတော့လိုအပ်တဲ့စာရွက်စာတမ်းတွေကိုအချိန်တိုအတွင်းမှာပေးပို့နိုင်တဲ့အချက်ရဲ့နောက်ထပ်ညီမတို့ internet claiming ရဲ့ process မြန်ဆန်တဲ့အချက်ရဲ့ကြောင့်မို့လို့ customer ရဲ့ account တွေကိုတစ်ပတ်အတွင်းမှာအာမခံရုပ်ချင်းငွေတွေကိုအလင်းမြန်ဆုံးပေးအပ်နိုင်ခဲ့ပါတယ်အကုန်လုံး cover ဖြစ်နေတာမြင်တော့ကျွန်တော်မထင်တာကျွန်တော်ပဲမျက်စိမှားတာလားပေါ့နော်အဲ့လိုမျိုးဖြစ်အရန်လဲကျေးဇူးလဲအရန်တင်တယ်အရန်လဲဝမ်းသာတယ်ပေါ့ကျွန်တော်အခက်ခဲတစ်ခုကပြေလည်သွားတယ်ပေါ့နော်တကယ်တော့ကျွန်တော်ဒီຢာကလည်းကျွန်တော်အမေနဲ့တိုင်ပင်ပြီးတော့ပတ်စံဒီလိုပဲပေါ့နော်ရှာကြံပြီးတော့လောက်ထားရတာဆိုတော့ညီမတို့ကုန်ကြတာက30ကျော်လောက်ကြာပါတော့အဲ့ဒါကြီးအကုန်ဝင်လာတဲ့အချိန်မှာညီမအဲ့လိုမပြောလင်းထားဘူးလေအဲ့ဆိုဒီတိုင်းဘယ်လိုပေးမှလည်းမသိဘူးအဲ့ဆိုအကုန်ဝင်လာအရန်ပြုတ်အောင်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာညီမတို့ claiming ဘက်ကနေပြီးတော့သူစိုက်ထားရတဲ့စေယုံတက်ကုန်ကြစရိတ်တွေအားလုံးကိုအလင်းမြန်ဆုံးပြန်ပေးနိုင်ဖို့အတွက်ကိုညီမတို့ဆောင်ရွက်လိုက်နိုင်တဲ့အတွက်လည်းဝမ်းသာပီတိဖြစ်ရပါတယ်မျိုးသေးဘက်ကမျိုးလေးစီပေါင်းတယ်သွားပြီးတော့အလဲသွားတာပေါ့နော်အဲ့ဒီကအယောင်ကိုစလဲအမားနဲ့တွေ့ပြီးတော့ဝယ်ပြစ်သွားတာပေါ့ကျွန်တော်ကတော့နည်းနည်းကြာလေးဆိုတော့ကိုကိုဘာမှမဖြစ်ဘူးပေါ့နော်ဒါအပွင့်လေးပြောရရင်တော့မလိုဘူးလို့ကိုကိုအဲ့လိုမျိုးထင်ထားတယ်ဒီတိတ်ပြီးမသိကြသေးဘူးကျွန်တော်ကိုယ်တိုင်ကျွန်တော်တို့လည်းဒါကျွန်တော်ဒီဟာဖြစ်သွားတော့မှကျွန်တော်ရဲ့ကိုယ်တွေ့ကျွန်တော်သိလိုက်ရတယ်ကျွန်တော်အမြင်ဒီမှားနေတယ်ပေါ့နော်ဒါလူတစ်ယောက်အတွက်အာမခံဆိုတာရှိတင်တယ်ဘဝမှာဘာဖြစ်မလဲဆိုတာမသိနိုင်ဘူးပေါ့နော်ပြီးတော့ကျတော့လမ်းသွားရင်းနဲ့ accident ကြောင့်ဆုံးပါသွားမယ်ဒါမျိုးရမမြင်နိုင်ဘူးလေညီမရဲ့ကိုယ်တွေ့ရဆိုရင်တော့ဒါတကယ်ကိုလိုအပ်ပါတယ်တကယ်ကိုလည်းဝယ်သင့်တယ်လို့ထင်ပါတယ်နောက်ထပ် customer တွေအတွက်ကိုလည်းညီမတို့ company အနေနဲ့ဆိုလို့ရှိရင်အလင်းမြန်ဆုံးနဲ့အကောင်းဆုံးဝန်ဆောင်မှုတွေပေးနိုင်ဖို့အတွက်ကိုလည်းအဆင်သင့်ရှိနေပါမယ်ရှင်